လူတယောက်ရဲ့ဘဝမှာအရာအလုံးကိုခွဲဝေသုံးစွဲလို့ရတဲ့အမွှာညီမတယောက်ရှိနေတာကံကောင်းမှုတစ်ခုပါဒါပေမဲ့သူတို့နှစ်ယောက်လုံးကကောင်လေးတယောက်တည်းကိုပြိုင်တွေချစ်မိသွားတဲ့အခါသူတို့ကြားထဲကဆက်ဆံရေးတွေဘာဖြစ်သွားမလဲဇက်ရဲ့အဆက်မှာကောင်ပလီတယောက်ကဘူဖစ်ဆိုင်တစ်ခုမှာမီနူးထဲကနေအစားအစာတွေအများကြီးမှပြီးစားနေပါတယ်သူမရဲ့နာမည်ကတော့မီဖြစ်ပါတယ်သူမစားလို့ဝသွားတဲ့အခါမှာတော့အင်သာသွားချက်လို့ဆိုကခဏထွက်လာခဲ့ပါတယ်ဒါပေမဲ့သူမမှာအကြံစီတစ်ခုရှိနေခဲ့ပါတယ်အဲ့ဒါကတော့သူ့ရဲ့အမွှာညီမယူနဲ့လူချင်းလဲပြီးဘူဖစ်ဆိုင်မှာအဝစားဖို့ပါဆိုင်ကဝေတာစတီလဲဒီကောင်မလဲလူသေးတလောက်စားနိုင်တယ်ဆိုပြီးအံ့ဩနေကြပါတယ်ယူနဲ့မီဆိုတာရုပ်ချင်းခွဲမရအောင်တူတဲ့အမွှာညီမနှစ်ယောက်ဖြစ်ပါတယ်သူတို့နှစ်ယောက်ဟာအစားအသောက်အဝတ်အစားကအစခံစားချက်တွေအစုံအရာအလုံးကိုအထူးမျှဝေကြသူတွေပါသူတို့နှစ်ယောက်ကိုခွဲခြားနိုင်တဲ့တခုတည်းသောအရာကတော့ပါးပြင်ပေါ်ကမှဲ့လေးတစ်ခုပါပဲဒါပေမဲ့သူတို့ကအဲ့ဒီမှဲ့လေးကိုဖုံးကွယ်ပြီးလူတွေကိုအမြဲတမ်းနောက်ပြောင်လေးရှိပြီးရုပ်ရှင်ယုံကိုလည်းလက်မှတ်တစ်ဆောင်ပဲဝယ်ပြီးနှစ်ယောက်တူတူရက်အောင်ကြီးခဲ့ကြပါသေးတယ်။ဆောင်ဝဲပွဲကနေ့မှာတယောက်ကိုစားတယောက်ဝင်ဖြေပေးတာကအစသူတို့အတွက်တော့ယူရှက်နဲ့ကစားကွက်တစ်ခုလို့ဖြစ်နေခဲ့ပါတယ်။သူတို့ရဲ့ကဘာလေးဟာသူတို့နှစ်ယောက်ထဲနဲ့တည်းပလိဆိုနေခဲ့တာပါ။ဒီနေ့မှတော့ယူဟာတင်ချဘာသာရဲ့ဆောင်ဝဲပွဲတစ်ခုကိုထီဆိုဖို့အခက်အခဲဖြစ်နေခဲ့ပါတယ်။ယူဟာတင်ချဘာသာရဲ့နေရာမှာအားနေပေမဲ့မီကတော့အလွန်ကျွမ်းကျင်ပါတယ်။ထုံးစံအတိုင်းပဲမီဟာယူကိုစားဆောင်ဝဲပွဲဝင်ဖြေပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။မီဟာယူအဖြစ်ဟန်ဆောင်ပြီးဆောင်ဝဲပွဲခင်းချိန်မှာရပ်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲပြဿနာတစ်ခုစတင်ပါတော့တယ်။မီဟာဆောင်ဝဲပွဲဖြေဆိုဖို့ခဲတံမိတ်ချန်နေခဲ့ပါတယ်။အဲ့ဒါနဲ့မတ်ဆိုတဲ့ကောင်လေးကသူ့ရဲ့ခဲတံကိုတဝက်ချိုးပြီးနှစ်ယောက်သုံးခါကြပါတယ်။မတ်ဟာဆောင်ဝဲပွဲဖြေဆိုဖို့အခက်ခဲဖြစ်နေတဲ့အတွက်မီကသူ့ကိုကူညီပေးခဲ့ပါတယ်။ဒီကူညီမှုတွေကနေတဆင့်မတ်ဟာမီကိုစိတ်ဝင်စားသွားခဲ့ပါတယ်။ဒါပေမဲ့မတ်ထီထားတာကတူတွေ့ခဲ့တဲ့မိန်းကလေးဟာယူဆိုတာပါပဲ။ဆောင်ဝဲပွဲပြီးသွားတဲ့အခါမီဟာအင်ကိုပြန်လာခဲ့ပါတယ်။ဒါပေမဲ့သူမရဲ့ရင်ထဲမှာတော့မတ်ဆိုတဲ့ကောင်လေးကိုတတိယမိပါတယ်။သူတို့ရဲ့အဖေနဲ့အမေဟာစီးပွားရေးအခက်အခဲတချို့ရှိတာကြောင့်အမြဲရင်ဖြစ်နေကြပါတယ်။ဒီလိုချိန်ဒီမှာသူတို့ညီမနှစ်ယောက်ခါတယောက်ကိုတယောက်အားပေးရင်နေခဲ့ရတာပါ။ကျောင်းပိတ်လက်တွေရောက်လာတော့သူတို့ညီမဟာသူတို့အဖွားရှိတဲ့နယ်မြို့လေးတစ်ခုကိုအလဲပက်သွားခဲ့ကြပါတယ်။ယူကသူ့အဖွားကိုပူဇော်ပြီးမန်ဒလင်တင်ဖို့ခွင့်ပြုတောင်းလိုက်ပါတယ်။အဲ့ဒါနဲ့ယူလဲမန်ဒလင်တင်ခွင့်ရသွားပါတယ်။အဲ့ဒီမှာယူဟာမတ်နဲ့အပြင်မှာမမျော်လင့်ပဲပြန်ဆောင်တွေ့ခဲ့ပါတယ်။မတ်ကယူကိုသူနဲ့ဆောင်မေးဖွဲခိုင်မှာတွေ့ခဲ့တဲ့မိန်းကလေးဆိုပြီးလာနှုတ်ဆက်ပါတယ်။ယူဟာအစပိုင်းမှာနားမလည်နိုင်ဖြစ်သွားပြီးမဲ့မတ်ရဲ့အပြုံးတွေမဲ့ဖော်ရွေမှုကြောင့်သူမကိုယ်တိုင်လည်းမတ်ကိုစိတ်ဝင်စားသွားပါရဲ့။ဒါကြောင့်ယူဟာအမှန်တရားကိုမပြောဘဲမတ်နဲ့ဆက်ပြီးရင်းနှီးအောင်နေခဲ့ပါရဲ့။မီဒီယမ်ယူကိုလာကြိုပြီးတူတူအိမ်ပြန်ကြတဲ့အချိန်မှာမတ်နဲ့တွေ့ဆုံခဲ့တဲ့စကားတွေကိုယူဒီအောင်မီကိုပြောနေပါတယ်။တကယ်တော့မီကမတ်ကိုဆောင်မွေးဖွဲခဲမှာတွေ့ခဲ့တဲ့ကစိတ်ဝင်စားနေတာပါအခုချိန်မှာယူစီကဒီလိုစကားကြားလိုက်ရတဲ့အချိန်မှာမီကယူကိုမေးလိုက်ပါတယ်မတ်ကိုနင်းစိတ်ဝင်စားနေတာလားယူကလည်းစိတ်ဝင်စားနေကြောင်ပြောလိုက်တဲ့အခါမှာတော့မီတရသူမပဲအလျော့ပေးဖို့စဉ်းစားလိုက်ပါတယ်အချိန်တွေကြာလာတဲ့နဲ့အမျှယူဟာမတ်ကိုတကယ်ချစ်မြတ်နိုးလာပါတယ်မတ်ကလည်းယူကိုအိမ်ပြန်လိုက်ပို့တာညဘက်ဖုန်းပြောတာတွေအမြဲလွတ်ဖြစ်ကြပါတယ်ဒီလိုနဲ့ညီမတွေညဘက်စကားပြောကြတယ်မတ်ခါသူတို့ခွဲနိုင်မလားဆိုလာတီးချင်တာနဲ့ယူအစားမီကမတ်နဲ့သွားတွေ့ခဲ့ပါတယ်မတ်နဲ့မီတို့လှေတူတူစီးနေကြရင်မတ်ကဒီနေ့အငန်းပိုလာနေတယ်ဆိုပြီးနန်းကိုကျူစားလိုက်ပါတယ်မီတယောက်ဘာလို့ရမှမသိတာနဲ့လှေပေါ်ကထားလိုက်တဲ့အချိန်ဟန်ချစ်ပြက်ခါရေထဲကိုပြုတ်သွားပါတယ်အဲ့ဒီအချိန်မှာပဲအမွှာညီမတို့ရဲ့ထူးဆန်းတဲ့စိတ်ဆက်သွယ်မှုကြောင့်ယူဟာမီတခုခုဖြစ်နေပြီဆိုတာကိုတိကရင်းနေတဲ့နေရာကိုရောက်လာပါတယ်။ယူလဲသူတို့ညီမနှစ်ယောက်လူချင်းနေရာခဏလဲထားတာကိုဂယုမဆိုင်နိုင်တော့ပဲမီနာမည်ကိုအတန်ကုန်အော်ခေါ်နေပါတယ်။မီတယောက်လှည့်ရက်ဘေးကနေတော်လာခဲ့ပါတယ်။မကိုလည်း
သူတို့ဒီနေ့လူချင်းလဲထားတာကိုအမှန်တိုင်းပြောပြလိုက်ပါတယ်။မာ့တီယာကတော့သူတို့အမွှားဆက်ဆက်တဲ့မှုကိုထူးခြားပြီးအန်အောဖို့ကောင်းတယ်လို့ပြောလိုက်ပါတယ်။ဒီနေ့မှာတော့မီတယောက်မုံဆိုင်ကရေခဲချောင်းဝဲပြီးပြန်လာတော့ကားတစ်စီးနဲ့ပွဲစည်းရှိချောင်းလိုက်ချင်ညာနေတာကိုလမ်းမှာတွေ့ပါတယ်။မီအိမ်ပြန်လာတော့ယူကိုညချက်ပွဲစည်းတူတူတွားမယ်လို့ပြောပါတယ်။ဒါပေမဲ့ယူကတော့မာ့နဲ့တွားဖို့ချိန်ထားပြီးဖြစ်ကြောင်းပြောလိုက်ပါတယ်။ညဘက်ပွဲစည်းတွေမှာမာ့နဲ့ယူဟာရဟက်ဒီစီဂိမ်းတွေဆော့ကပျော်နေကြပါတယ်။မီကတော့အမြဲတမ်းတူတူမခွဲပဲနေလာခဲ့တဲ့ယူမရှိတာကြောင့်အိမ်မတယောက်ထဲဝမ်းနေနေပါတယ်။နောက်နေ့မနေ့မှာတော့ယူကမီစိတ်ဆိုးနေတာမင်းဘီကန်ပွဲစည်းကိုထွားဖို့မီရဲ့လက်ကိုဆွဲကထပ်သွားခဲ့ပါတယ်။ဒါပေမဲ့ပွဲစည်းကမနေ့ညနောက်ဆုံးဖြစ်နေပါတယ်။ဒီလိုနဲ့ယူဟာမာ့နဲ့တွေ့တိုင်းမီကိုပါတူတူခေါ်သွားမယ်။တုံးမြောက်တူတူလျောက်လဲကြမယ်လို့ကတိပေးလိုက်ပါတယ်။ဒီလိုနဲ့နောက်ရက်တွေမှာမီဟာယူရဲ့မန်ဒလင်တင်တန်းကိုလိုက်လာခဲ့ပါတယ်။ဒီနေ့မာ့ကယူနဲ့မီကိုဆိုင်ကယ်စီးတင်ပေးနေပါတယ်။မီကတော့မြန်မြန်မဲမောင်တက်သွားပြီးတယောက်ထဲနေခဲ့ပြီးပြန်အကွေ့ဆိုင်ကယ်မှုတ်သွားပါတယ်။မာ့တယောက်မီကိုထူပင်းရဲ့အဲ့နာမှာခဏနားနေခဲ့ကြပါတယ်။မာ့တယောက်သူ့စိတ်မှာမီကိုပို့ပြီးရင်းနှီးနေတယ်လို့ခံစားနေရတာကိုတူပါသားတတိထားမိခဲ့ပါတယ်။အိမ်ပြန်ချိန်တော့လဲမီကဥဆောင်မောင်ပြီးပြန်ခဲ့ပါတယ်။အိမ်ရှိရောက်တော့ယူကမာ့နဲ့အကျူခဏနေခဲ့ပါတယ်။ချစ်ခွက်ကကြချစ်သူနှစ်ယောက်ရဲ့အိမ်ပြန်နှုတ်ဆက်ချိန်ဒီအတိုင်းယူဘက်ကပဲစပြီးနန်းမချီမလားဆိုတာစကားစပြီးနန်းလိုက်ပါတယ်။ယူဟာမကသူမကိုဘယ်ချိန်ကနေစချိုက်တာလဲမေးလိုက်ပါတယ်။မကလည်းစာမွေးပွဲခန်းထဲမှာကနေစချိုက်တာဖြစ်ကြောင်းပြောလိုက်ပါတယ်။အဲ့ဒီချိန်မှာယူဟာအမှန်တရားတစ်ခုကိုသိလိုက်ပါပြီ။တကယ်တော့မကစတင်ကြိုက်တာကသူမမဟုတ်ပဲမီဖြစ်နေခဲ့တယ်ဆိုတာပါပဲ။မီတယောက်တော့တူနင်ဘော့ကနေမာ့နဲ့ယူရိုကိုကြည့်ပြီးစိတ်ထဲမှာတခုခုဖြစ်နေပါတယ်။တင်ညမှာသူတို့၃ယောက်ဟာလှပတဲ့စပါးကင်းနဲ့ကစရက်လေးတစ်ခုနေပြီးကျဲရီကျွေးတာကိုကြည့်ပြီးဆူတောင်းကိုစောင့်နေကြပါတယ်။မီနဲ့မာ့တို့တော့အိမ်မရပဲစကားပြောနေကြပါတယ်။ခဏနေတော့ယူနိုလာကမီကိုတေးပေါက်သွားကြလို့ဆိုကခဏထပ်လာခဲ့ပါတယ်။အဲ့ဒီချိန်မှာယူဟာအဖြစ်တွေကိုတိထားပြီးဖြစ်တာကြောင့်မီနဲ့မာ့ပိုနီးဆက်လာမှာကိုစိုးရိမ်နေပါပြီ။အဲ့ဒါနဲ့မီကိုနာမာ့နဲ့နှစ်ယောက်ထဲတူတူရှိခြင်းကြောင့်နောက်ချင်းတွေကိုမီကိုလိုက်မလာဖို့ပြောလိုက်ပါတယ်။မီကတော့ဘာမှပြန်မပြောဘဲစိတ်ထဲမှာကြိုက်ခါနေပါတယ်။မန်တယောင်ကျဲရီကျွေးတာမင်းတော့သူတို့ညီမကိုလိုက်ခေါ်လိုက်ပါတယ်။သူတို့တုံရောင်ကျဲကျွေးတာကိုကြည့်နေကြရင်ယူကဒီနေ့ဟာသူတို့စားတွေ့တာ2လပြည့်ပြီလို့မကိုပြောလိုက်ပါတယ်။မကတော့3လကျော်ပြီမလားဇာမင်းပွဲခန့်ထဲမှာတွေ့နေကြတဲ့သူစမှတ်ထားတာလို့ပြောလိုက်ပါတယ်။အဲ့ချိန်မှာမီကဇာမင်းပွဲခန့်ထဲမှာတွေ့တာသူမလို့ပြောလိုက်တဲ့အချိန်မှာတော့ယူတဲ့ကဖုံးကွယ်ထားတာတွေပေါ်သွားခဲ့ပါတယ်။သူတို့ညီမတွေလည်းစကားများကြပြီးမောင်တယောက်တော့ဘာပြောရမှမသိပဲထွက်သွားခဲ့ပါတယ်။သူတို့၃ယောက်ရဲ့အိမ်ပြန်လမ်းမှာတော့ဘာစကားတစ်ခုမှမပြောဖြစ်ခဲ့ကြပါဘူး။နောက်တစ်နေ့မနေ့မှာတော့ယူဟာမကိုဖုံးခေါ်ဖို့လုပ်နေစဉ်သူမအဖေနဲ့အမေဖုံးပြောနေတာတွေကိုအမှတ်မထင်နားထောင်လိုက်ရပါတယ်။သူမတို့ရဲ့အဖေနဲ့အမေဟာကွာရှင်းတော့မှဖြစ်ပြီးအမေဖြစ်သူဟာမိကိုခေါ်ထားပြီးယူကိုသူမအဖေနဲ့ချဲ့ပေးလိုက်ဖို့ပြောနေခဲ့ကြတာပါ။မယ်ဒလင်ဒီတင်တန်းကိုသွားတော့လဲမကိုမတွေ့ရပဲအိမ်ပြန်လာမှမောင်နဲ့မီစကားပြောနေတာကိုတွေ့လိုက်ရပါတယ်။မီကတော့ယူကိုဆက်ချစ်ပေးဖို့မကိုပြောနေခဲ့တာပါ။ယူနဲ့မီအဲ့ရတဲ့တူတူရှိနေချိန်မှာယူဟာသူမဆုံးဖြတ်ထားတာကိုမိကိုပြောပြလိုက်တယ်။သူမကိုသူမရဲ့အမေကလည်းမရွေးချယ်ကြောင်းမကလည်းမရွေးချယ်ခြင်းကြောင်းဘာလို့မိကိုပဲအကုန်လုံးကလိုထီနေကြတာလဲလို့ဝမ်းတဲစွာပြောပြီးသူမရဲ့အဖေရှိတဲ့နေရာကိုပဲထွက်သွားတော့မယ်လို့မိကိုပြောလိုက်ပါရဲ့။ယူဒီအောင်သူမရဲ့အဖေစီကိုသွားဖို့ကားဂိတ်ထွက်လာခဲ့ပါရဲ့။ကားကမထွက်သေးတာမို့ကားဂိတ်မှာထိုင်ပြီးမုန်းစာနေရင်မိကိုသတိရနေခဲ့ပါတယ်။နောက်တနေ့မနက်မှာတော့ကားမောက်တဲ့စရင်ထဲမှာယူရဲ့နာမည်ပါနေခဲ့တာကိုသတိမှမိတွေ့လိုက်ရပါတယ်။မိလဲကားဂိတ်ကိုချက်ချင်းလိုက်သွားပြီးအယူတယောက်လိုခံစားနေရပါတယ်။မိဟာယူထွက်သွားရတာသူမကြောင့်ဟုဆိုကရှိတ်ကြီးတန်ကင်ကိုကျွေးနေပါတယ်။အဲ့ချိန်မှာပဲမိရဲ့အော်ငိုတန်းကြောက်ဘီးကုံငါကောင်းမလေးတယောက်နိုးလာပါတယ်။သူမတော့ယူပဲထူပါတယ်။မိတယောက်မယုံနိုင်အောင်ဖြစ်နေပြီးယူကိုပွေ့ဖကယူကြိုက်တာတွေကိုအကုန်လုံးနိုင်ကြောင်းယူသာသူမထားမသွားဖို့တခုပဲလိုကြောင်းတွေကိုမိုးယိုပြီးကြိပေးနေခဲ့ပါရဲ့။အမွှာညီမနှစ်ယောက်ချီချင်းမေတ္တာကြီးမဘုံကို
ဘေးကနေမတယောက်ကြည့်ပြီးဝမ်းသာပီတိချစ်နေခဲ့ပါတယ်။ယူဟာကားဆောင်နေစဉ်အတွင်းအမျိုးသမီးတယောက်တိုက်တဲ့ရေအိုတောက်ကကားမတိုင်မှာအိပ်ပျော်နေခဲ့တာပါ။အဲ့ဒါမျိုးသမီးယူစီကပတ်စံအစ်တွေကိုအလစ်တော့ကားနဲ့လိုက်သွားခဲ့တာပါ။အဲ့ဒါကြောင့်ကားမောက်တဲ့နာမည်စရင်ထဲမှာယူပါနေခဲ့တာကိုရဲလူရှင်းပြလို့သိလိုက်ရပါတယ်။ဒီလိုနဲ့ယူမီမိုက်ချို3ယောက်ဇလားလေးမှာဘေးထွက်ပြီးနေထိုင်ဖို့မိုက်တီကောင်နားလေတဘောပေါက်လိုက်ပြီးယူနဲ့မီသူမတို့မြို့ကိုပလန်ချိန်မှာစာလေးနဲ့ပဲနှုတ်ဆက်လိုက်ပါ။ဒီနေ့မှာတော့သူမတို့ရဲ့အဖေနဲ့အမေကွာရှင်းတော့မှဆုံးဖြတ်ထားပြီးသူမတို့ရဲ့အမေဟာအိမ်ပြောင်းဖို့အထုပ်တွေထုတ်နေပါရဲ့။အဲ့ဒီချိန်မှာယူဟာသူမအမေကိုဘာလို့သူမကိုမရွေးချယ်ခဲ့တာလဲလို့မေးခဲ့ပါတယ်။သူမရဲ့အမေကတော့ယူဟာရင်ကျက်ပြီးအဖေကိုလည်းထိမ့်သိမ့်ကူညီနိုင်ကြောင်းမီဟာခုထီကလေးစံတုံးကဲလို့ပြောလိုက်ပါရဲ့။သမီးနှစ်ယောက်လုံးကိုညီတူမျှတာချစ်ကြောင်းလည်းပြောလိုက်ပါရဲ့။သူတို့ရဲ့မိသားစုရဲ့နောက်ဆုံးထမင်းဝိုင်းအဖေတူစားကြပြီးသူတို့ရဲ့အဖေကညီမနှစ်ယောက်ကိုအမေနဲ့ပဲတူနေဖို့ဆုံးဖြတ်ခဲ့ပါရဲ့။ဒါပေမဲ့ညီမနှစ်ယောက်လည်းဆုံးဖြတ်ချက်ချပြီးသားဖြစ်နေပါပြီ။သူတို့ရဲ့ဆုံးဖြတ်ချက်ကတော့သူတို့ခွဲနေပြီးအဖေနဲ့အမေကိုစောင့်ရှောက်မယ်ဆိုတာပဲဖြစ်ပါရဲ့။ယူကအဖေနဲ့လိုက်သွားပြီးမိကအမေနဲ့အတူသူမတို့အဖားရှိတဲ့နယ်မြို့လေးကိုသွားကြမှာဖြစ်ပါရဲ့။ဒီမြို့နဲ့မြို့အရန်လည်းမဝေးပါဘူးနော်ဆိုပြီးယူနဲ့မီကပျော်ရွှင်စွာဆုံးဖြတ်ခဲ့ပါရဲ့။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ channel လေးကို subscribe မလုပ်ပါသေးရင်လုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။မိတ်ဆွေတို့ရဲ့ like comment တခုဟာနောက်ထပ်ဗီဒီယိုလေးတွေလုပ်ဖို့အတွက်အားစီးတစ်ခွပါ။